ဒီတစ်ခါမှာတော့ MATLAB simulation ရဲ့မှာ waveform နဲ့ပတ်သက်တာတွေကိုလေ့လာသွားမှာဖြစ်ပါတယ်။အဲဒီအတွက်ကြောင့်မလို့ simulation ကိုသွားပါမယ်။ simulation အနေပြီးတော့မှ library browser စီကိုသွားပါမယ်။ library browser တွေကနေပြီးတော့မှ library browser တွေက source တွေကနေပြီးတော့မှ sine wave plot ရဲ့ path generator plot ရဲ့ repetitive sequence plot တွေကိုယူလိုက်ပါမယ်ပြီးတော့အဲ plot တွေကနေထွက်လာတဲ့ waveform တွေကိုကြည့်ဖို့အတွက် sys နဲ့ကနေ scope plot ကိုယူခဲ့ပါတယ်ပထမဆုံးအနေနဲ့ sine wave plot ကနေထွက်လာတဲ့ waveform ကိုလေ့လာမှာဖြစ်ပါတယ်အဲ့ဒါ sine wave မှာရှိနေတဲ့parameter တွေကိုအရင်ဆုံးကြည့်ပါမယ်ဒါကြောင့်မလို့ sine wave plot ကို double click နဲ့လိုက်ပါမယ်အဲ့မှာရှိနေတဲ့အရေးကြီးတဲ့ parameter တွေကတော့ amplitude ဆိုတာဒီ waveform ရဲ့မှာpiece value ကိုပြောတာဖြစ်ပါတယ်အခု piece value amplitude တန်ဖိုးကို2လို့ထားလိုက်ပါမယ်နောက်တစ်ခုအရေးကြီးတဲ့ parameter တစ်ခုကကြတော့radian per second frequency radian per second နဲ့ပြောင်းဖြစ်ပါတယ်အခုဒီမှာဆိုလို့ရှိရင် frequency 50 Hz နဲ့သွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ omega equal 2/f ဆိုတဲ့ formula အရာတို့က2 into pi into 50ဆိုပြီးတော့မှသုံးမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင် frequency က50 Hz ဖြစ်တဲ့အတွက်ကြောင့်မလို့ circuit တစ်ခုမှာရှိတဲ့ time duration ကကြတော့ t is equal to 1/f အရာဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင် waveform မှာရှိနေတဲ့ circuit တစ်ခုမှာရှိနေတဲ့ time ဒီ 0.02 second ဖြစ်ရမှာဖြစ်ပါတယ်ဒါပေမဲ့လို့တို့simulation လုပ်လိုက်တဲ့ store time ကကြတော့10 second ဖြစ်နေတဲ့အတွက်ကြောင့်မလို့ x axis မှာရှိနေတဲ့ဟိုစားဒီ store time ရဲ့မှာဟိုပြထားတာဖြစ်ပါတယ် store time ဒီ10 second ဒီမှာဖြစ်နေတဲ့အတွက်ကြောင့်မလို့ waveform တစ်ခုရဲ့ duration ဒီ 0.02 second ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာဆိုလို့ရှိရင် waveform တွေကမြင်ရတဲ့အခြေအနေကိုဖြစ်မနေပါဘူးအဲ့ဒီအတွက်ကြောင့်မလို့တို့တွေကဒီနေရာမှာဆိုလို့ရှိရင်ကိုလိုချင်တဲ့ waveform ရဲ့သဘောတရားအရာstore time ကိုသတ်မှတ်ပေးရမှာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်တို့က frequency က50 Hz ထားခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ circuit တစ်ခုရဲ့time duration ကဘယ်လောက်ရှိမလဲဆိုလို့ရှိရင် 0.02 second ဖြစ်တဲ့အတွက်ကြောင့်မလို့ circuit 3ခုလောက်အနေနဲ့မြင်ကျင်တယ်ဆိုလို့ရှိရင်ဥပမာ 0.02 ကို string နဲ့မြောက်လိုက်တော့ 0.06 ဒါဆိုလို့ရှိရင် short time ကို 0.06 လောက်ကိုထားပြီးတော့မှ run ကြည့်လိုက်မယ်အဲ့မှာထွက်လာတဲ့ waveform ကို sine waveform ကိုတစ်ချက်ကြည့်လိုက်မယ် sine waveform မှာဆိုလို့ရှိရင် 0.06 အတွင်းထဲမှာရှိနေတယ်ဒီမှာဆိုလို့ရှိရင် circuit 3ခုလောက်ပါတဲ့ waveform တစ်ခုကိုမြင်ရမှာဖြစ်တယ်အဲ့မှာတစ်ချက်ကြည့်လိုက်တော့ waveform ဒီလုံးဝ smooth ဖြစ်မနေဘူးအပေါ်မှာချွန်လေးတွေတက်ကလေးတွေနဲ့ဖြစ်နေတယ်အဲ့ဒါမျိုး waveform တွေကိုလုံးဝ smooth ဖြစ်ချင်တယ်ဆိုလို့ရှိရင် model configuration parameter တွေကနေသွားပြီးပြင်ပေးရမယ်အဲ့မှာရှိနေတဲ့ maximum step size ဒီထိုးထားခဲ့တဲ့ဒီ waveform တစ်ခုမှာရှိနေတဲ့ duration 0.0 ထဲနည်းနေရမယ်နည်းနိုင်ဆုံးဖြစ်လို့ရှိရင်ပို့ပြီးတော့ဒီ waveform က smooth ဖြစ်လေပဲဖြစ်မယ်အဲ့ဆိုလို့ရှိရင်10 power minus 4ကိုသုံးလိုက်မယ်ပြန် run ကြည့်တဲ့အခါမှာတော့ sine waveform ဒီလုံးဝ smooth ဖြစ်နေတဲ့အနေအထားကိုတွေ့ရမှာဖြစ်တယ်ဒီကောင် AC system တွေထဲမှာရှိနေတဲ့ signal processes တွေကိုဒီ test လုပ်တဲ့အခါမှာဆိုလို့ရှိရင်ဒီ sine wave plot ကအများသောအားဖြင့်အသုံးပြုပါတယ်เนาะနောက်ထပ်ဒီမှာအရေးကြီးတာတခုကဘာလဲဆိုလို့ရှိရင် store time ကိုဆိုလို့ရှိရင်ကိုသတ်မှတ်လိုက်တဲ့ waveform သဘောတရားအရာဒီချာလေးသတ်မှတ်ပေးရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ path generator ကနေပြီးတော့မှထွက်လာတဲ့ waveform ကိုလေ့လာမှာဖြစ်ပါတယ်အဲ့မှာ path generator ရဲ့ parameter တွေကိုသတ်မှတ်တဲ့အခါမှာဆိုလို့ရှိရင်လည်းပဲအရေးကြီးတဲ့ဥစ္စာကအဲ့မှာလည်းပဲ amplitude တို့က waveform ရဲ့မှာ piece value amplitude တန်ဖိုးကို 1.5 လို့ထားလိုက်မယ်
နောက်ပြီးတော့wave form တစ်ခုရဲ့မှာ duration ဒီဘယ်လောက်ရှိမလဲဆိုရှင်ခုနတွေကဆိုင်းငွေလိုပဲ 0.02 ဆိုပြီးတော့မှထားလိုက်မယ်အောက်က pass rate percentage period ဆိုတာကြတော့ဒီအပေါ်မှာရှိခဲ့တဲ့ target တစ်ခုမှရှိနေတဲ့ time 0.02 ရဲ့မှာ 5% မှာဆိုလို့ရှိရင် pass ဖြစ်ပြီးတော့မှကျန်တဲ့ 95% ဒီlow 0အခြေအနေကိုဖြစ်ပဲလို့ဆိုလိုတာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒီလိုအခြေအနေနဲ့ run ပြီးကြည့်လိုက်တဲ့အခါမှာဆိုလို့ရှိရင်တော့5% က pass ဖြစ်ပြီးတော့ 95% လောက်ကအဲ့မှာဆိုလို့ရှိရင်low 0အခြေအနေကိုဖြစ်နေတာဖြစ်ပါတယ်အဲ့မှာနောက်တစ်ခုက face delay ကတော့0ကစထားခဲ့တာဖြစ်တဲ့ကြောင့်0ကနေစပြီးတော့ pass ဖြစ်မယ်လို့ဆိုလိုတာဖြစ်ပါတယ်ဒီကလေးမြန်ဒီမှာဆိုလို့ရှိရင် percentage of periods ကို5% match ထားပဲနဲ့ဥပမာ25% လောက်ကိုထားကြည့်မယ်25% နဲ့တောင်းကြည့်မယ်ဆိုလို့ရှိရင်ထွက်လာမယ့် wave form ကတစ်ချက်ကြည့်ကြည့်အောင်ထွက်လာမယ့် wave form ကဘယ်လောက်ဖြစ်မလဲအဲ့မှာဆိုလို့ရှိရင်0ကနေစပြီးတော့ 25% မှာ pass ဖြစ်မယ်ကျန်တဲ့ 75% ကကြတော့ low ဖြစ်နေမယ်ဒီမှာနောက်တစ်ခါဒီမှာဆိုလို့ရှိရင်pass rate ရဲ့ percentage ကို 50% ထားခဲ့မယ်ဆိုလို့ရှိရင်တော့ဖြစ်လာမယ်wave form ကဘယ်လိုဖြစ်လာမလဲဖြစ်လာမယ် wave form ဒီ 50% pass ဖြစ်ပြီးတော့မှ50% low အခြေအနေကိုတွေ့ရှိရမှာဖြစ်ပါတယ်သူတော့ဒီ pulse generator ကိုကြတော့ဒီ switch တွေ on off လုပ်တဲ့အခါမျိုးတွေမှာဆိုလို့ရှိရင် power electronic device တွေကိုမောင်းနေမှုအတွက် switch on off လုပ်တဲ့နေရာတွေမှာဆိုလို့ရှိရင်ဒီ pulse generator block ကိုအများဆုံးအဖြစ်သုံးပါတယ်နောက်တစ်ခုက repetitive sequence block မှာရှင်ထွက်လာတဲ့ wave form တွေကိုလေ့လာကြည့်အောင်အဲ့မှာရှိနေတဲ့ time value ဆိုတာကြတော့ဒီ circuit တစ်ခုမှာရှိနေတဲ့ time duration တန်ဖိုးကိုပြောတာဖြစ်ပါတယ်အခုဆိုရင်0 2ဆိုတာဒီ0ကနေပြီးတော့မှ2ထိအောင်ဆိုတဲ့ time duration circuit တစ်ခုရဲ့ time duration ကိုပြောတာဖြစ်တယ်အခုကအပေါ်ကဟုတ်စာတွေလို့ပဲသူက circuit တစ်ခုမှာဆိုလို့ရှိရင် 0.02 ထိအောင်သွားမယ် repetitive sequence block သူအဲ့မှာဆိုလို့ရှိရင်0.0 ကနေ 0.005 0.01 ပြီးတော့ 0.015 အဲ့ကနေ 0.02 ဆိုပြီးတော့မှသူ့ရဲ့ time value ကိုတွေကိုသတ်မှတ်ထားခဲ့လိုက်မယ်ပြီးတော့အောက်မှာရှိနေ output value output value ကကြတော့0ကနေပြီးတော့မှ2ထိအောင် high ဖြစ်မယ်ပြီးလို့ရှိရင်2ကနေပြီးတော့မှ0ကိုဆိုလို့ရှိရင်သွားမယ်0ကနေပြီးတော့မှ -2 ကို low ဖြစ်မယ်ပြီးလို့ရှိရင် -2 ကနေပြီးတော့မှ0ကိုဆိုလို့ရှိရင်ပြန်ပြီးတော့အဲ့မှာ circuit တစ်ပတ်ပြည့်သွားမယ်အဲ့လိုအနေထားမျိုးပြောတာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်သူ့ကို run ပြီးတော့မှ output waveform ကိုတစ်ချက်ကြည့်လိုက်မယ်direction properties ကနေပြီးတော့မှ number of input ports ကိုလိုချင်တဲ့ ports အရေးအတွက်သတ်မှတ်ပြီးတော့မှ scope ရဲ့ input ports တွေကိုသတ်မှတ်ရမှာဖြစ်တယ်3ခုဆိုတော့3ခုသတ်မှတ်လိုက်ပြီးတော့မှအဲ့ဒါဆိုအဲ့အချိန်ဒီမှာဆိုလို့ရှိရင်ပြန်ပြီးတော့ run ကြည့်လိုက်မယ်run ကြည့်လိုက်တဲ့အခါမှာဆိုလို့ရှိရင် scope ခုထဲမှာတဲ့ sys နဲ့3ခုလုံးကိုတစ်ခါတည်းမြင်ရမှာပဲဖြစ်တယ်ပြီးတော့ဒီ scope ကကြည့်လိုက်တဲ့ results မှာဆိုလို့ရှိရင် x axis ဒီပါ y axis ကပါဆိုရဲသူ့ရဲ့ level တွေကိုသတ်မှတ်ဖို့အတွက်ဆိုလို့ရှိရင်ဒီထောင်ချနားလေးကပုံစံလေးတွေက configuration property တွေကနေပြီးတော့မှဆိုလို့ရှိရင်အဲ့ထဲမှာဆိုလို့ရှိရင် type မှာဆိုလို့ရှိရင်total axis လေးပဲဆိုရဲဥစ္စာလေးကိုခေါက်လေးချစ်ထားခဲ့မယ်ပြီးလို့ရှိရင်နောက်တစ်ခုအဲ့မှာဘာသတ်မှတ်လို့ရသေးလဲဆိုတော့ကြတော့
သူရဲ့ time unit ဒီ minute second hour ဒါဆိုလို့ second အနေနဲ့သတ်မှတ်ထားလိုက်ပြီးတော့သူ့ကိုသုံးမှာဖြစ်ပါတယ်အဲ့ဒါဆိုလို့ရှိရင်ကြည့်လိုက်တဲ့အချိန်မှာပုံမှာဆိုလို့ရှိရင် 8 axis မှာဆိုလို့ရှိရင်เนาะ time second ဆိုပြီးပေါ်သွားပြီဖြစ်ပါတယ်နောက်တစ်ချက်ကတို့က1 axis မှာရှိနေတဲ့ဟိုဘယ်လိုသတ်မှတ်မလဲဆိုတော့じゃဒီမှာဆိုရင်ဘောင်လေးကျုဆိုပြီးတော့မှသတ်မှတ်လိုက်မယ်နောက်တစ်ခုကဒီဆက်နဲ့ရဲ့မှာခေါင်းစဉ်ထိုက်တဲ့ကိုလည်းပဲပေးလို့ရပါတယ်ထိုက်တဲ့ကိုပေးခြင်းလည်းပဲအဲ့နေရာမှာထားလိုက်ပါတော့အောက်ပေါ် wave form ဆိုပြီးတော့မှထိုက်တဲ့ကိုပေးလိုက်မယ်ပြီးလို့ရှိရင်တော့ apply လုပ်လိုက်ပါမယ်ဒါဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်XA01 ရဲ့ level တွေtitle တွေကိုတက်ပြီးသွားပြီဖြစ်ပါတယ်အဲ့မှာဆိုလို့ရှိရင်ဘယ် wave line တွေမှာဆိုလို့ရှိရင်ဘယ် wave ကတော့ဘာဆိုရဲနာမည်လေးတွေနဲ့သူ့ရဲ့ပုံစံလေးတွေနဲ့ခွဲပြီးပြခြင်းနဲ့အဲ့လိုပုံစံလေးပြခြင်းနဲ့ဆိုလို့ရှိရင်တော့ခုနလေးရပြတဲ့ show lens ကိုခေါင်းလေးချစ်ခဲ့ရမှာဖြစ်ပါတယ်အဲ့မှာဒီ wave form လေးမှာဆိုလို့ရှိရင်ဒီလိုမျိုးသုံးခုလုံးမြင်နေတစ်ခုကိုအကန်တကန်အနေနဲ့ခွဲခြင်းနဲ့ဆိုလို့ရှိရင်အဲ့ဒီ configuration property တွေမှာရှိနေအောက်ဆုံးလေးမှာရှိနေတဲ့၄ယောက်ထဲကနေပြီးတော့မှသွားပြင်ယူလို့ရပါတယ်နောက်တစ်ချက်ကလဲမှာ style ဆိုတာတစ်ခုရှိပါတယ် style ဆိုတာကြတော့ဒီ wave form မှာရှိနေတဲ့ figure color တွေ axis color တွေအဲ့မှာဆိုလို့ရှိရင် line color တွေ line width တွေ line style တွေအကုန်လုံးဆိုလို့ရှိရင်ကိုကြိုက်တဲ့ပုံစံတိုင်းပြုပြင်ယူလို့ရပါတယ်ထားပါအဲ့ဆိုလို့ရှိရင် sine wave ရဲ့ပုံစံကိုဆိုလို့ရှိရင်ဒီပုံစံတိုင်းထားလိုက်တယ်ဆိုလို့ရှိရင်အဲ့လိုမျိုးလေးတွေလုပ်ယူလို့ရပါတယ်နောက်တစ်ချက်ကအဲ့ဒီ style နဲ့ကနေပြီးတော့ပဲနောက်ထပ်2ဖြစ်တဲ့ path generator ရဲ့ wave form ရဲ့ပုံစံကို style ကိုပြောင်းချင်တယ်ဆိုလို့ရှိရင်လည်းပဲအဲ့လိုပုံစံတိုင်းပဲပြောင်းယူလို့ရပါတယ် color ကြိုက်တဲ့ color ထားလို့ရပါတယ်နောက်တစ်ခုက figure color ဆိုရဲဥစ္စာမှာလောလောဆယ်တော့အနက်ရောင်ဖြစ်နေပါတယ်အောက်က background color က figure ရဲ့ background color အဲ့မှာလေးပဲကြိုက်တဲ့အရာကိုပြောင်းပြီးတော့မှထားလို့ရပါတယ်နောက်တစ်ခုကအပေါ်မှာရှိတဲ့စာလေးတွေaxis color အဲ့ဒါတွေကိုလည်းပဲကိုကြိုက်တဲ့ပုံစံအတိုင်းပဲပြောင်းလဲပြီးတော့မှထားလို့ရပါတယ်အခုဆိုလို့ရှိရင်အပေါ်မှာရှိတဲ့စာလေးတွေကအနက်ရောင်ကိုပြောင်းသွားပါတယ်ခုနကဖြောတော်တော်မီခိုးရောင်လေးကနေပြီးတော့မှပြောင်းသွားပါတယ်အဲ့လိုပဲ axis color တခြားအရောင်တွေအများကြီးကိုကြိုက်တယ်လို့ထားလို့ရပါတယ်အဲ့မှာဆိုလို့ရှိရင်ဒါကတော့အခုပြောသွားတဲ့ဥစ္စာကတော့ဘာလဲဆိုတော့ကြတော့ sine wave blocks တို့ path generator blocks တို့ rapid sequence blocks တို့မှာထွက်လာတဲ့ wave form လေးကိုလေ့လာသွားတာဖြစ်ပါတယ်အဲ့ wave form မှာရှိနေတဲ့ဒီမှာ line style တွေ figure color တွေ axis color တွေ line width တွေဒါတွေအားလုံးဆိုလို့ရှိရင်ကိုကြိုက်တယ်လို့ပြုပြင်ပြောင်းလဲလို့ရတယ်ဆိုတဲ့ဥစ္စာကိုပြောသွားတာပဲဖြစ်ပါတယ်